အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာတော့အိမ်အောင်သည့်အမျိုးသမီးတောင်နေနိုင်ပဲဘလို့ကြီးလဲမသိဘူးလှုပ်ချင်ရင်လှုပ်လိုက်ပါတော့စိတ်ကြိုက်ကြမ်းပါတော့ဆိုပြီးတောင်းဆိုလာစေမိနီလန်းလေးရဲ့ခြောင်နေတဲ့မိန်းမနဲ့နေတဲ့အခါဘယ်လိုလုပ်ရမလဲဆိုတဲ့နီလန်းလေးကိုကျမ်းမာရေးဗဟုသုတအဖြစ်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်နော်အိမ်အောင်သည့်အမျိုးသမီးနဲ့အတူနေတဲ့အခါစကေးတော်ကောင်းမှရမှာနော်မဆက်ဆန်ခင်မှာချိုကြီးကိုစို့ပေးတဲ့အခါရိုးကြီးဆွဲစို့နေရင်သူတို့ကမကြိုက်ကြပါဘူးနော်ချိုထိတ်ကြီးကိုအားပါပါရှာဖျားထိတ်လေးနဲ့ဖိပြီးမှကလိပြီးစို့ပေးပါမင်းစေးကလည်းချိုအုံကြီးပတ်လဲကိုဖိပေးနေရမှာဖြစ်ပါတယ်နော်အဲ့လိုကျွမ်းကျင်ပိုင်နိုင်စွာလုပ်တတ်ရင်တော့အိမ်အောင်သည့်အမျိုးသမီးတောင်တစ်ဆက်ခါထွက်သွားမှာဖြစ်ပါတယ်နော်မရတော့ဘူးခဲလိုက်ပါတော့ဆိုပြီးတောင်းဆိုလာမှာပါပြီးရင်တော့ဆက်ဆံတဲ့အခါလှေကြီးထိုးရိုးပဲဆိုသူတို့အတွက်ကရိုးအိနေပါပြီဒီတော့ပုံစံမျိုးစုံခဏပြောင်းပေးနိုင်ဖို့လိုပါတယ်ဘဲအင်းကအစိတ်ပိုင်းမဆိုထိတွေ့တာများလာရင်ထုံမီရိုးသွားတတ်ပါတယ်နော်ဒီတော့ပလက်လို့ရင်လဲတပေါင်းကျော်ဘူကြီးတနက်ထန်းတွေအစုံလုပ်ပါသူမခါလေးကင်ပြီးညှောက်တင်ပြီးနေပေးပါပါဇက်ကလည်းကောင်းလိုက်တာကွာစီးပိုင်နေတာပဲအဆရှိသဖြင့်စိတ်ပါအောင်ပြောပေးပါနော်ပြီးရင်လေးဘက်ထောက်တဲ့အခါမှာလဲတင်းပတ်စုံကိုကင်ပြီးလှုပ်တာများလာရင်ခါကိုကင်ပြီးလှုပ်ပါပြီးစပင်လေးကိုဖွက်လေးကင်ခါလေးပေးခွက်ပြီးနေကြည့်ပါစိတ်ကြွစေမဲ့စကားတွေမျှပြောပေးပါနော်အိမ်အောင်သည့်အမျိုးသမီးအများစုကဆက်ဆံတာများတာကလေးအမွေးထားတာတွေကြောင့်ခြောင်နေတတ်ပါတယ်အဲ့ဒီအခါတချို့ကတော့အမျိုးသားအတန်တိုးတာရှည်တာကြီးတာသေးတာအဓိကမထားပဲသူတို့ရဲ့အတားကဖီးကိုထိအောင်လုပ်ပေးနိုင်ရင်ရပါတယ်တချို့ကြလဲသူတို့အထဲကိုဝင်လာတဲ့အချောင်းတန်ကြီးကပြစ်ကျက်ပြီးတင်းနေမှကြိုက်တာပါအဲ့တော့ခြောင်နေတဲ့မိမနဲ့အတူနေတဲ့အခါအတန်ကိုမိမအင်ကအဝနဲ့စုပ်ကင်ထားပြီးဖိထဲကြည့်ပါဒါဆိုရင်တော့ခုနကပြဿနာတွေပြေးလဲစေမှာဖြစ်ပါတယ်နော်အဲ့လိုလုပ်ပေးရင်ဘလို့ကြီးလောက်တာလဲမနေနိုင်တော့ဘူးလုပ်ပေးလိုက်ပါတော့လို့ပြောလာပါလိမ့်မယ်နော်နောက်တနည်းကလိန်တန်ကိုကန့်လန့်ထားပြီးမှွေပေးကြည့်ပါသူမဖက်ကနေတင့်ကိုတန်းတန်းဆွဲချစ်လာပါလိမ့်မယ်နော်အဓိကပုံစံပြောင်းလုပ်နိုင်ဖို့ပါပဲပူတင်ဆောင်လေးကိုလက်လေးထောက်ထားပြီးအတူနေပါကတင်ပေါ်မှာပဲနေရန်ရှိတဲ့ဘက်ကိုလှဲ့ဒူးလေးထောက်ပြီးနောက်ပြန်လေးနေကြည့်ပါခုတင်အောက်ကိုဆင်းနိုင်ရန်ဘေးအိမ်ညောင်လိုလေးကတ်နေကြည့်ပါရေချိုးခန်းထဲဝင်ပြီးဆက်ဆံကြည့်ပါဆိုဖာပေါ်တက်ပြီးဆက်ဆံကြည့်ပါသူမကိုအပေါ်ကနေတက်မွေခိုင်းပါအဲ့လိုတွေပုံစံပြောင်းတဲ့အခါအထဲကိုအစအဆုံးကြီးဝင်နေတာကိုမချွတ်လိုက်ပါနဲ့နော်တန်းလန်းထားပြီးပုံစံပြောင်းမှာအဲ့လိုဆိုပိုကြိုက်တဲ့ရှိကယ်ရီလောက်ဆိုအိမ်အောင်ကြဘူးပြီးသားမျိုးသမီးကိုဘလို့ကြိတ်ရမလဲဆိုတာသိလောက်ပြီးထင်ပါတယ်အားလုံးပဲနှုတ်ဆက်ပါတယ်နော်